ဒုက္ခကူးစက်ခံရခြင်းသည်ပြစ်မှုကျူးလွန်ခြင်းမဟုတ်ပါကိုရိုနာဗိုင်းရပ်စ်ကလူမျိုးအသက်အရွယ်ဆင်းရဲချမ်းသာကြောင်းမှမခွဲပဲကူးစက်တတ်တာကြောင့်သတိမထားမိရင်ကိုယ်တိုင်အချိန်မီကူးစက်ခံရနိုင်ပါတယ်ဒါကြောင့်ယောဂကူးစက်ခံရသူကိုခွဲခြားပစ်တင်တာတွေမလုပ်မိစေပဲအားပေးဖေးမကြရအောင်ပါဂျေရုဆလင်မှာသူတို့စတွေ့တော့သူတို့ဂျေရုဆလင်မှာကျွန်တော်တို့လေပိုက်ရင်းနေပေါ့နော်အဲ့လိုချင်းအဖွားကိုတူတွေ့တော့ကျွန်တော်တို့ကမိစုံလူနှမ်းပြောလိုက်တာချင်းလူနှမ်းပြောလိုက်တော့သူကချင်းလူနားလေတော့သူကပြန်ပြောတဲ့ချိန်မှာသူကမိစုံဖြစ်နေတာမိစုံအဖွားကြီးပေါ့နော်အဲ့ဒါနဲ့ကျွန်တော်တို့ကဒီဂျေရုဆလင်မှာနေကြတာလားလို့မေးတော့ဟုတ်တယ်တဲ့သူသားသမီးတွေကတက္ကသိုလ်တက်ကြတယ်ပေါ့နော်အဲ့ဒါနဲ့သူတို့မေးတော့သူတို့နေတာကြာပြီပေါ့နော်ဒီရောက်တာကြာပြီပေါ့နော်သူတို့အခြေချနေထိုင်တယ်သူတို့ဂျေရုဆလင်မှာကြတော့သားသမီးတွေတက္ကသိုလ်လာတက်ရင်းနဲ့လာကြည့်တာလို့ပြောတယ်ပေါ့နော်အဲ့ဒါနဲ့သားသမီးတွေကိုကျွန်တော်ကတွားပြီးမိတ်ဆက်တာပေါ့နော်အဲ့မှာသူတို့ကလေးတွေတက္ကသိုလ်ကျောင်းသားရွယ်အသက်20ဝန်းကျင်တွေ9ယောက်လောက်ရှိတယ်အိမ်ငှားနေကြတော့သူတို့ကချင်းအစားတွေချက်ပေးတယ်သူတို့မိစုံလိုပဲပြောကြတယ်အဲ့လိုတချို့ကကြတော့ဒီစကားပြောတာအရန်ကျွမ်းကျင်တယ်ပေါ့နော်သူတို့ Hebrew လိုလည်းအရန်ကျွမ်းကျင်တယ်ပြီးတော့သူတို့မိစုံအစားတောက်တွေချက်ကျွေးတော့ကျွန်တော်သမင်းစားတယ်ပေါ့နော်အဲ့ဒါသူတို့မိစုံရမို့လည်းအရန်တရိရတယ်ပေါ့နော်ပြီးတော့ဒီမြန်မာနိုင်ငံမှာရှိတဲ့ချင်းလူမျိုးအကြောင်းလည်းသူတို့မေးကြတယ်ပေါ့နော်အဲ့ဒါနဲ့ friend ဖြစ်တယ်တူကကြတော့စစ်တပ်မှာသူတို့ Israel စစ်တပ်မှာတကယ်ဘူကြီးအဆင့်လောက်ရှိတယ်ပေါ့နော်အဲ့ဒါနဲ့မိတ်ဆွေတွေဖြစ်လာတယ်ပေါ့နော်သူတို့တော်တော်အခြေချနေထိုင်ကြတယ်သူတို့ရောက်တော့ဒီရောက်ကစားသူတို့မေးတယ်ရောက်ကစားအခက်အခဲရှိလားပေါ့နော်ဒါသူတို့အများကြီးမရှိဘူးလို့ပြောတယ်ဘာကြောင့်လဲဆိုရင်ဒီ Israel ကိုမလာခင်ကတည်းကISO မှာသူတို့ရဲ့ဂျူးဖျားเจ้าမှာ training တွေပေးပြီးသားပေါ့နော်ဒါဒီလိုရှိတယ်ဆိုအကြာကြီး training တွေပေးပြီးသားမလို့သူတို့အရင်အခက်ခဲတော့မရှိဘူးဒါပေမဲ့မီဇိုရမ်မှာရှိတဲ့တငယ်ချင်းမိတ်ဆွေတွေကိုအရင်တရိရတယ်ပေါ့နော်အဲဒါသူတို့ပြောကြတယ်ကျွန်တော်တွေ့တော့သူတို့တွေ့တော့2013ခုနှစ်ကဆိုတော့သူတို့ကအဲ့ချိန်မှာတော်တော်လေးအခြေကျနေပြီ Hebrew လိုလည်းအရင်ကျွမ်းကျင်နေတဲ့ကလေးတွေဆိုရင်ကျွန်တော်ဆိုင်သမင်းcoffee ဆိုင်နေလိုက်ထိုင်တော့သူတို့မွတ်နေအောင်ပြောနေပြီဆိုတော့သူတို့ကျွန်တော်စိတ်တင်အဲ့မတိုင်ခင်အနည်းဆုံး4-50နှစ်လောက်ပြီးတော့အဲ့ကောင်အဲ့သူတို့ရဲ့အဲ့ထဲမှာပါတဲ့ကလေးတယောက်ရဲ့သမီးကြီးစားဆိုရင်တော့အဲ့မှာမွေးတာလို့ပြောတယ်ဆိုတော့အဲ့မှာမွေးတယ်ဒါပေမဲ့ तू ကမီဇိုရမ်မှာမဟုတ်ဘူး तू ကမဏိပူရပြောတယ် तू အသက်က18-19လောက်ရှိနေပြီကောင်းမလေးဆိုတော့သူတို့ရောက်တာလဲကြီးအဲ့မှာမွေးတာဆိုတော့18-19နှစ်တော့ကျော်နေပြီတချို့ကပေါ့နော်တချို့ကဆိုတော့သူဆိုရင်မီဇိုလိုလည်းမပြောတတ်ဘူးမဏိပူလိုလည်းမပြောတတ်အဲ့ကောင်းမလေးလုံးဝ Hebrew တိတတ်ပဲပြောတာသူတို့လူကြီးပိုင်းတော့မသိဘူးဒါပေမဲ့ကလေးတွေကကြတော့များသောအားဖြင့်သူတို့စစ်တပ်က training ဆင်းဆိုတော့လေတက္ကသိုလ်တက်ရင်းနဲ့သူတို့ပတ်ထားမရတော့အဲ့မှာလုံခြုံရေးတွေလုပ်တယ်လေသူတို့နိုင်ငံမှာဒီအဓိကဟိုတယ်တွေအစားအကုန်လုံးကလုံခြုံရေးယူရတာလူရတနတ်နဲ့ဆိုတော့အဲ့ကောင်လေးတွေကလည်းအဓိကတော့တနတ်ကင်ပြီးလုံခြုံရေးတွေယူတယ်သူတို့အိမ်သွားလေတော့ကလည်းတနတ်မျိုးစုံကင်ခဲ့ရတယ်ပေါ့နော်သူတို့နိုင်ငံမှာကျတော့အဲ့တနတ်တွေကအစုံရှိတာသူတို့နဲ့သူတို့မနက်ဆက်လို့ခေါ်ထင်တာပေါ့နော်အဲ့ဂျူးမျိုးနွယ်12ပါးတဲ့တပါးထင်နေတာဆိုတော့သူတို့အဲ့မှာကျွန်တော်တို့ကသူတို့ကမေးတယ်ဘာလာလောက်တာလဲဆိုတော့ခရစ်တော်ရဲ့ခြေရာတွေလိုက်ကြည့်တယ်ပေါ့နော်တမန်ကျမ်းစာနေရာတွေကြည့်တယ်ဆိုတော့သူတို့ကတော့ကျွန်တော်ပြည့်ရပြုတ်နေတယ်နောက်နေတယ်တကယ်လဲယေရှုခရစ်မရှိဘူးတဲ့ကျွန်တော်နောက်နေတာသူတို့ကယေရှုခရစ်ကိုမယုံကြည်ဘူးလေသူတို့ကကြတော့ဂျူးဘာသာဖြစ်သွားတာဟုတ်အဲ့ရတဲ့ပုံများရောက်မယ်လို့ယူဆတယ်ဘာကြောင့်လဲဆိုရင်တော့အဲ့ကလေးကကျွန်တော်ပြောပြီးသွားပြီသူတို့တောင်းတဲ့ချီခေါ်စရာရှိတယ်ပေါ့နော်လာစရာရှိတယ်ပေါ့နော်မီဇိုရမ်နဲ့မဏိပူလည်းပါတယ်မဏိပူကဒီပေါ့
မနီပူရာကျွန်တော်တွေ့ခဲ့တဲ့ကောင်လေးတွေဆိုရင်အဲ့ကျွန်တော်ကသူတို့တည်တယ်လို့ပြောတာသူတို့ကကျွန်တော်စိတ်တင်ကိုကီးတက်ကဖြစ်နေဖလန်နဲ့တည်တယ်ရောပြီးစကားပြောတယ်ကျွန်တော်တော့အံ့ဩနေတာအဲ့စကားတစ်ခါမှမကြားဘူးကျွန်တော်ကတည်တယ်လို့ပြောလိုက်ဖလန်လို့မြက်ပြောလိုက်တယ်သူတို့တော်တော်နားလေတယ်မနီပူပြပေါ့နော်ဟုတ်ဆိုတော့သူတို့ကအယူဆတော့ကျွန်တော်ကတော့သူတို့မေးသေးတယ်အမေရိကမသွားပဲဘာလို့အစ္စရေးလာတာလဲပေါ့သူတို့ကကြတော့သူတို့နိုင်ငံအစ်စ်မှန်ကိုရောက်တဲ့အတွက်အမေရိကကိုမသွားချင်ဘူးပေါ့နော်အစ္စရေးသူ့ပြီးတော့ပြန်ခွင့်ရတဲ့အတွက်ဝမ်းတာတယ်ပေါ့နော်အဲ့လိုပြောတယ်ပြီးတော့သူတို့ကလည်းသူတို့ဂျူးလူမျိုးပဲထင်နေတာပေါ့နော်အဲ့ဒါဆိုတော့ဘယ်လိုပြောရမလဲကျွန်တော်စိတ်ထဲမှာတော့သူတို့ကယေရှုခရစ်ကိုမယုံကြည်တဲ့အတွက်ကျွန်တော်ကတော့အရင်တော့မပြောဘူးပေါ့နော်ဒါပေမဲ့သူတို့ကကိုဂျူးလို့ယူဆပြီးမှဂျူးတွေကလည်းဒီချင်းလူမျိုးတွေကိုဂျူးလို့သတ်မှတ်နေတော့အဲ့ဒါကိုပြောတာတမျိုးဟိုနိုင်ငံကအစ္စရေးနိုင်ငံကချင်းလူမျိုးတွေကဂျူးပါဆိုတာကြီးသတ်မှတ်တာလည်းတမျိုးဖြစ်နေတော့ကျွန်တော်မှလည်းဒုရဟာတွေဖြစ်နေတာပေါ့နော်ဟိုပြီးတော့သူတို့ကပေါ့နော်ဒီကျွန်တော်တို့ယဉ်ကျေးမှုလည်းအရန်တူတယ်လို့ပြောတယ်နေပုံထိုင်ပုံအစပေါ့နော်ဆိုတော့သူတို့ကဂျူးတွေကဒီချင်းလူမျိုးမီဇိုကူကီဒီမနီပူဒီဝါယာဒီကျွန်တော်တို့ချင်းအနွယ်တွေကိုသူတို့ကဂျူးလူမျိုးပဲထင်နေတာပေါ့နော်သူတို့အများကြီးထပ်ခေါ်မယ်ပြောတယ်ပြီးတော့အိုင်ဇောမာတင်သူတို့ကတန်ယုံလူမျိုးအဲ့ဂျူးဌာနကြီးကိုတွားဖွင့်တယ်လို့ပြောတယ်